ရဲ့ချမ်းသာမှုဟာနှစ်ဆဖြစ်လာနိုင်တယ်ဆိုရင်ဒီအခွင့်အရေးကိုတင်မယူတင်ဘူးလားဒီအခွင့်အရေးကိုတင်ယူတင်တယ်လို့မထင်ဘူးလားအရန်တိချင်တာကြီးပွားတိုးတက်ပြီးတော့မှဘဝမှာပျော်ရွှင်ချမ်းမြေ့မှုကိုရချင်ပါတယ်ဆိုလို့ရှိရင်တော့ဒီအချက်၄ချက်ကတော့တင်မရှိမဖြစ်ရှိရပါမယ်ရှင်နံပါတ်1ကကြတော့တင်ဟာအလုပ်ကိုစူးစမ်းရမယ်နံပါတ်2ကကြတော့တင်ရဝင်ငွေထွက်ငွေမှန်သမျှကိုမျက်မျှတတသုံးတတ်ရမယ်နံပါတ်3အချက်ကကြတော့တင်ရှောက်ဖွေထားတဲ့ပစ္စည်းဥစ္စာတွေကိုအလွတ်မရှိအောင်တင်ထိန်နေတတ်ရမယ်နံပါတ်4ကကြတော့တင်ရပတ်ဝန်းကျင်မှာရှိတဲ့တင်ပတ်သက်ဆက်ဆံရတဲ့သူတွေဟာတကယ့်ကိုပဲကိုကျင့်တရားကောင်းမွန်တဲ့လူတွေဖြစ်ပါမယ်ဆိုရင်တော့တင်ဟာမကောင်းတဲ့နံပါတ်တွေကိုကင်တွယ်နေပေမဲ့လို့တင်ရဲ့ဘဝဟာတိုးတက်ပါမယ်ရှင်ချမ်းသာမှုကိုတင်ရပါမယ်ရှင်ဒါပေမဲ့ချက်တွေအကုန်လုံးပြည့်စုံနေပြီးတော့မှတင်ကင်နေတဲ့ဖုန်းနံပါတ်ကလည်းကောင်းပါမယ်ဆိုရင်တင်ရဲ့ချမ်းသာမှုကနှစ်ဆဖြစ်သွားနိုင်တယ်နှစ်ဆမကလည်းဖြစ်သွားနိုင်တယ်တင်ရဲ့တိုးတက်မှုကနှစ်ဆမကဖြစ်သွားနိုင်တယ်တင်ရဲ့ပျော်ရွှင်မှုကလည်းနှစ်ဆမကဖြစ်သွားနိုင်ပါတယ်ရှင်ဒီလိုလေးတာဖြစ်ပါမယ်ဆိုရင်တင်ဖုန်းနံပါတ်ကောင်းကိုမကင်ဘဲနဲ့နေမှာလားအခုအချိန်မှာအခွင့်အလမ်းကောင်းကလာနေတယ်ဖုန်းနံပါတ်ကိုပြောင်းလဲလိုက်တာနဲ့တင်ရဲ့ချမ်းသာမှုကနှစ်ဆဖြစ်ပါမယ်ဆိုရင်ဒီအခွင့်အရေးကိုတင်မယူပဲလက်လွတ်ခံလိုက်မလားတင်မယ်ဆုံးဖြတ်ပေါ့ဖုန်းနံပါတ်ကိုပြောင်းလဲပြီးတော့မှပုံမတိုးတက်ကောင်းမွန်တဲ့ဘဝကိုရရှိလာတဲ့လူတစ်ယောက်အနေနဲ့ဝေမျှချစ်မဲ့ဖြစ်ပါတယ်ရှင်တဘောထားကွယ်လွဲနိုင်ပါတယ်ကိုယ့်ရဲ့အမြင်ကိုလည်းပြောပြနိုင်ပါတယ်ရှင်โอเคအခွင့်အရေးကိုလက်လွတ်မခံချင်ပါဘူးဆိုတဲ့လူများကတော့ဆက်တွေ့ပေါ့ဖုန်းနံပါတ်ကိုပြောင်းလဲရင်တင်ရဲ့ဘဝမောချအေကံပြောင်းလဲပါမယ်နံပါတ်ပရှင်နန်းရွှေလွင်ပါ